အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ blog ညီမ channel လေးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ iOS မှာ Delta Unit ကိုပြောပြပြီးတော့မှဖြစ်ပါတယ်ဒီနေ့က Apple device တွေအတွက်ပဲဖြစ်တဲ့အတွက်ကြောင့် Android တွေမပါသေးပါဘူးဆိုတော့ video လေးကိုစလိုက်ကြရအောင်အရင်ဆုံးနေတဲ့ Bro Data မှာ Delta iOS မှာ install နည်းမျိုးရှိပါတယ် IPA file ကိုကွန်ပျူတာနဲ့ install လုပ်တာနဲ့တခါတည်း install လုပ်တာပါအဲ့ဒီနည်းမျိုးလေးမှာကျွန်တော်ကတခါတည်း install တဲ့နည်းကိုပြောပြပေးတော့မှဖြစ်ပါတယ်ရေလုံးနေတဲ့ Chrome ဒါမှမဟုတ် Google ကနေတစ်ဆင့် Delta ရဲ့ official website ကိုသွားပေးရပါမယ်။မရှာချင်ကျွန်တော် description မှာ link ချပေးထားပါတယ်။ website ကိုရောက်ဆိုရင်နည်းနည်းဆွဲချပြီးရင် direct install ဆိုတာကိုတွေ့လိမ့်မယ်။အဲ့ဒါကိုနှိပ်လိုက်ပြီးရင်အောက်ဆွဲချDelta Direct Install Free ဆိုတာကိုတွေ့လို့ရှိရင်နှိပ်လိုက်ပြီးရင် free download ကိုပြန်နှိပ်အဲ့မှာကြော်ညာပေါ်လာလိမ့်မယ်ကြော်ညာကြည့်ပြီးသွားလို့ရှိရင် would like to install data ဆိုတာပေါ်လာလိမ့်မယ်အဲ့ဒီချိန်ကျရင် install နှိပ်အဲ့ဒါဆိုတော့ bro က Delta ကို install လုပ်နေပါပြီအဲ့ဒါဆိုရင်တော့ data ကိုရသွားပြီလို့မထင်ပါနဲ့ဘာလို့လဲဆိုရင် bro နှိပ်ကြည့်လိုက်ရတဲ့သိမှာပါခုလို Entrance Enterprise Developer လို့ပြောနေရင် setting တွေကိုဝင် General က VPN and Device Management ကိုသွားပြီးရင်အောက်ဆုံးက DNS profile ကိုနှိပ်လိုက်ပြီးရင် data ရဲ့အပေါ်ကအကြံစာတန်းကိုတက်နှိပ်အဲ့ချိန်ကျရင် bro ရဲ့ device ကို reset ခိုင်းလိုက်မယ်ဒါနဲ့ဒီနေရာမှာ bro ရဲ့ device တွေ virus တွေထည့်နေမှာမဟုတ်တော့ကျွန်တော်ယုံကြည်ရဆိုရင် restart လုပ်လိုက်ဒါနဲ့ restart လုပ်တဲ့အချိန် screen recording လုပ်လို့မရတော့ကျွန်တော်လည်းဘယ်လိုပြမသိဘူးနောက်တာပြမယ် reset ပြီးရဲ့အချိန်ကျရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်အဲ့ချိန်ကျရင်အောက်ကနေအပေါ်လေးနဲ့ဆွဲတင်အနီအောင်စာတန်းနဲ့ install profile ဆိုတာပေါ်လာနှိပ်လိုက်ပြီးရင်သူက bro ကို passcode တောင်းလိုက်မယ်အခုဆိုရင်တော့ bro ကအကုန်လုံး ready ဖြစ်ပါပြီအကယ်၍ bro ကကျွန်တော်က virus တွေထည့်နေတဲ့အချိန် down နေနေတော့ဘာပဲကြည့်ကြည့် video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများရင်တင်ရှိပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye Ra-pa-pa, ra-pa-pa.